ဒီနေ့ကတော့လေပြုတ်ဆက်ရှိတာကိုအရင်ပြောနေဘာလို့လဲဆိုတော့ချုပ်တာလို့စားတယ်ရွေးထားလို့ဆိုတော့အဲ့ဒါကို try ပြမှာဖြစ်ပါတယ်နော်ဆက်ချုပ်တဲ့အနီကိုပြောထားတယ်ကျမနိုင်ငံခြားထုတ်လို့မလို့ညညလေးတော့ချုပ်ပေးပါအရင်မကြသေးနေတော့လို့ပြောထားသူကလည်းအခုတော့သူသမီးစနတန်ချီထားတယ်စနတန်ချီတဲ့ကလေးကိုစောင့်နေရအောင်လို့မြန်မြန်လေးချုပ်ထားတယ်လို့ပြောတယ်သူလည်းမအားရကြနဲ့ကျမလည်းမြန်မြန်လူချင်းတဲ့ခါကျတော့တိတ်ကုန်လေးမတက်ရင်လို့ဒီတိုင်းယူလာခဲ့အိမ်မှာပဲ try ပြီးမကြရင်လည်းအိမ်မှာပဲတော့ထွက်မယ်ဆိုပြီးဒီတိုင်းယူလာခဲ့တယ်ပထမဆုံးရကရဝတ်ဆောင်လက်ဆောင်ရထားတယ် try ကြည့်လိုက်တယ်ချုပ်တာတော့မစိုးပါဘူးလာပါတယ်တော်တော်လာတယ်နော် fit ဖြစ်တယ်အဲ့ဒါနဲ့ခဏနေကြတော့ make up ဘယ်နဲ့ရောက်သွားလဲဆို shine နဲ့ make up အလေးအထဲရောက်အထဲကိုရောက်တယ်ရောက်သွားတယ်အဲ့လိုချုပ်တာဆိုတော့ကျမလေးအဲ့ဒါဘယ်လိုဝေ့ရမှာတော့နော်အဲ့ပုံစံရောဟုတ်ပြီနော်ပြီးလို့ရှိရင်အဲ့လိုမှပြီးတော့ line shot သွားရမှာလားတော့မဟုတ်ရင်နည်းနည်းဘယ်လိုပြောမလဲပေးများပြီးတော့လေချက်ကနေ line shot ရမှာလားသူများအဲ့အထဲက make ကိုမြင်လို့ရှိရင်တော့ဟာဒီတော့ယူနေလားမသိဘူးငါတို့ရိုးရဝတ်ဆောင်ကိုမတရားမြင်လို့ရှိရင်ငါတို့ရိုးရဝတ်ဆောင်အဲ့လိုချုပ်ထားလားဘာညာဆိုလို့ထင်တော့မှာအဲ့ဒါတော့အလွယ်တောက်တလွဲနော် make ကိုအသေးသေးချုပ်ထားပါတယ်ဒီကိုကြည့်လိုက်နောက်တစ်ထည့် round to make အဲ့ဒါလည်းလက်ဆောင်ရထားတယ်လို့ပြောရမှာပေါ့နော်အဲ့ဒါချုပ်ထားတယ်အဲ့ဒါမစိုးတော်တော်မစိုးအဲ့ဒါလာတယ်ခဏကတော့ဒီနေ့တော့ချောင်းနေတယ်ဒါပေမဲ့လည်းပေါ့ပါလေးမလို့ရတယ်ဆိုပြီးတော့နည်းနည်းအဆင်ပြေတယ်ဆိုပြီးတော့ဒီတစ်ထည့်ကိုတော့လာတယ်လို့ပြောလိုက်ပါတယ်နော်ဒီနေ့တော့ချောင်းတယ် try ကြည့်တော့ဒါပေမဲ့အဆင်ပြေပါတယ် TikTok စိုးတဲ့အထက်မပါဘူးပေါ့နော်ပေါ့ပါလေးနဲ့ဒီစစ်စစ်လို့ရတယ်ဆိုတော့ကောင်းတယ်ပေါ့ဒီသင်ချုပ်တာလည်းမစိုးဘူးကောင်းတယ်ကဲတော့အဲ့ဒီတစ်ထည့်ကလည်းတူတူပဲအဲ့ဒီတစ်ထည့်ကတော့လက်ဆောင်ရတော့မဟုတ်ဘူးအဲ့ရှိနေကြတာပဲအဲ့ဒါလာလို့ဆိုပြီးတော့ချုပ်လိုက်တာဒီစမ်းပါဦးခုနရှိရတဲ့တစ်ထည့်နဲ့နည်းနည်းတူတယ်ဒါပေမဲ့ဒါတော်ကြီးကိုချောင်းတယ်တော်ကြီးကိုပွားတဲ့ခါကျတော့လုံးဝအဆင်မပြေနေဘူးနော်ပြီးလို့ရှိရင်အနောက်မှာလေးဒီတောင်းကနေတောင်းနေအဲ့ဒီရဲ့ဘယ်လိုပြောမလဲခပ်ပတ်ကိုချုပ်တဲ့ဟာလုံးဝလာမနေဘူး don't taste long try နဲ့ don't taste long စိတ်တိုင်းတော့မကြပါဘူးဆိုင်မအဲ့တော့အထည့်ရအဲ့လိုပါပဲကိုယ်တိုင်ချုပ်မှပဲစိတ်တိုင်းကြတာပါတပန်တစ်ထည့်နဲ့တူတဲ့တစ်ထည့်ကတော့မဆိုးပါဘူးတတရားထောက်တော့တော်ကြီးကိုချောင်းပွားပါတယ်ဒီခါတော့ပြစ်လို့ချုပ်ထားပါတယ်အခုဆိုင်ကတော့မလာပဲမြကျမလာပါတယ်ဒီနေ့တော်တော်တာပါပဲ bye bye